Nada creo y dichea querido go. Una vez izan y mamere shi posa li go to piaba me. Que dichero posa li nere in pachila. Tuga babyo tale sudo dichero bodima a square is found by 48 rectangle that are 1 centimeter by 3 centimeter. Square တစ်ခုကိုဒီကျတော့48 rectangle နဲ့ဖန်တီးထားတယ်ပေါ့ပြုလုပ်ထားတယ်တဲ့ဒီ rectangle လေးရဲ့ length နဲ့ width က1 cm by 3 cm rectangle တိတ်တိတ်လေးပေါ့ဒီကျတော့ဒီလိုလေးကိုပြောတာ rectangle လေးတစ်ခုသူ့ရဲ့ length နဲ့ width ကဘယ်လောက်လဲဆိုရင်3 cm နဲ့1 cm အဲ့ဒါကိုဒီကျတော့ဘာလေးဖန်တီးထားလဲဆိုရင် square လေးဖန်တီးထားတယ်Okay ဒီချိန်ကဒီမှာတူလို့ကို square တွေ48တော့ဆွဲလို့မရပါမယ်လို့ကလေးတို့သဘောတရားနားလည်အောင်လို့ဆွဲပြမယ်တစ်ချက်ကြည့်ပေးထားနော်ဒီမှာဒီချိန်က square တစ်ခုဆွဲလိုက်တယ်အဲ့ square ကိုဒီချိန်က rectangle လေးနဲ့ဖန်ပြီးမယ် rectangle 3ခုရသွားပြီဒါကတော့ဒီချေတို့က rectangle နဲ့ပြင်မှာဖန်တီးတဲ့ချိန်မှာတော့ကိုယ့်ရဲ့စိတ်ကြိုက်ဖန်တီးလို့ရတယ်ပုံစံမျိုးမျိုးရလိမ့်မယ်အဓိကဒီချေတို့ဘာရဖို့လိုလဲဆိုရင် square ရဖို့လိုတယ် Okay ဒီချိန်ကဒီမှာ square တစ်ခုကိုဖန်တီးလိုက်တယ် rectangle လေးနဲ့ဖန်တီးလိုက်တယ်အဲ့ဒီ rectangle မှာဒီမှာနှစ်ခုခဲတိုင်းဒီချေတို့ကဒီမှာ square ရှိနေတယ်ပေါ့ rectangle လေးဘယ်နှခုပါသွားလဲဆိုတာဒီချေတို့ကြည့်အောင်ပါ rectangle ဘယ်နှခုနဲ့ဖန်တီးထားလဲဆိုရင်1 2 3 4 5 6 7 8 9 10 11 12ဒါဆိုရင် rectangle တိတိလေး12ခုနဲ့ဒီ square ကိုဖန်တီးထားတယ်ဟုတ်ပြီသူကဘာလို့ကျန်တာလဲမေးခွန်းဆက်ဖက်ကြည့်အောင်ပါ find the difference in parameter ရဲ့ခြားနာချက် parameter ရဲ့ခြားနာချက်ဆိုတာက difference ဆိုတာဘာလို့ကျန်တာလဲဆိုရင် rectangle တိတိလေး48 rectangle ရဲ့ထွက်တဲ့ parameter နဲ့ square ရဲ့ parameter ရဲ့ difference ကိုသူကလိုချင်တာပါလိုချင်တာက48 rectangle ရဲ့ parameter ရဲ့ဘာလဲဆိုရင် square ရဲ့ parameter ရဲ့ difference ကိုသူကလိုချင်တာဟုတ်ပြီဒါဆိုရင်တော့ဒီချေတို့က48 rectangle ရဲ့ထွက်တဲ့ parameter ဒီချေတို့ရှာလို့ရတယ်ဘာလို့လဲ rectangle တစ်ခုရဲ့ length နဲ့ width နဲ့တည်တယ် rectangle တစ်ခုရဲ့ parameter ရှာမယ်ပြီးရင်48 rectangle ရဲ့ total parameter ရှာရဲဆိုရင်တော့တစ်ချေတို့ရသွားပြီဒါပေမဲ့ square ရဲ့ parameter ရှာဖို့အတွက်ကတစ်ချေကအနားတစ်ဖက်တည်မှရမယ်အဲ့အနားတစ်ဖက်တည်ဖို့အတွက်ဘာလုပ်ရမလဲဘေးကရှာရမလဲဆိုရင်သူပြောထားတာပေါ့နော်48 rectangle နဲ့ square တစ်ခုလုပ်တယ်ခုတစ်ချက်ဆွဲထားတဲ့ပုံမှာဆိုရင် rectangle 12ခုနဲ့ square တစ်ခုလုပ်တယ်ဒါဆိုရင်သူ့မှာဘာတူလဲဆိုတာတစ်ချက်တို့ကြည့်လိုက်တော့ area တူတယ်ဒီ rectangle တသေးလေး12ခုရဲ့ area ဒီ square တစ်ခုလုံးရဲ့ area နဲ့တူတူပဲဘာလို့လဲတစ်ချက်ကဒီမှာတူနေရမှာလိုနေတဲ့နေရာတွေမရှိဘူးဟောလို့အပေါက်ဖြစ်နေတဲ့နေရာတွေမရှိဘူးပေါ့အဲ့အတွက်ဒီချေတို့ဒီပု္ပ္ပစာမှာတွေးမယ်ဆိုရင်48 rectangle ရဲ့total area က square ရဲ့ area နဲ့တူတယ်ဒါဆိုဒီချေကအဲ့ square area နဲ့ဘာကိုရှာမှာလဲဆိုရင် square ရဲ့အနာတစ်ဖက်ကိုရှာ square ရဲ့အနာတစ်ဖက်ကိုဒီချေတို့ရပြီဆိုတာနဲ့ square ရဲ့ parameter ရှာလို့ရသွားပြီဒါဆိုရင်သူလိုချင်တဲ့ difference ကိုဒီချေတို့တွက်လို့ရသွားပြီအဲ့ဆိုရင်ကလေးတို့နားလည်မယ်ထင်တယ်ဒါကလေးတို့သဘောတရားရှင်းတာဖြစ်တဲ့အတွက်ဒီချေကသူ့ရဲ့ solution စဉ်စဉ်ကိုပြောရမယ်ပုံလေးဖြည့်လိုက်ပါမယ်နော်ဒီဆုံးတစ်ချက်တို့ကဘာလဲရှာမလဲဆိုရင် rectangle ရဲ့ area ကိုရှာမယ် rectangle တစ်ခုရဲ့ area ကိုလိုချင်တစ်ချက်က length multiply width ဖြစ်တဲ့အတွက် length က3 width က1ဆိုတော့3 square centimeter ရတယ်အဲ့ကနေဒီချက်တို့က area ကိုဘာကိုရှာမလဲဆိုရင်48 rectangle ကိုရှာရင် rectangle 48ရှိရယ် rectangle တစ်ခုရဲ့ area က3ဆိုတော့သူ့ကိုဒီချက်တို့မြောက်လိုက်တယ်144 square centimeter ရတယ်ဒါဆိုရင်ဒီချေတို့ကဘာနဲ့ဘာနဲ့တူရလဲဆိုရင် area of rectangle 48က area square နဲ့တူတယ်အဲဆိုရင် area of square နဲ့တူတယ်ဆိုတော့144 area of square area of square ဆိုတာက length multiply length ဖြစ်တဲ့အတွက်ဒီချေတို့12 multiply 12ဆိုရင်အဲ့ကနေဒီချေတို့ဘာတန်ဖို့ရမလဲဆိုရင် length of square ရဲ့အနာတစ်ဖက်တန်ဖို့ရပြီနားတစ်ဖက်တန်ဖိုးက12 cm ရတာဖြစ်တဲ့အတွက်ဒီချေတို့ဒီ parameter of square ကိုတွက်ချင်သူ့ရဲ့အနားတစ်ဖက်ကိုဒီချေတို့ multiply 4မြောက်လိုက်48 cm ရအောင်ဒါဆို square ရဲ့ parameter ရှာရဲ့အစင်းထိဒီချေတို့ရပါ
ဟုတ်ပြီအဲ့ဒါဆိုရင်ဒီချေတို့ကဘာလဲဆိုရင် rectangle ရဲ့ parameter ရှာတော့မယ် rectangle တစ်ခုရဲ့ဒီချေတို့က parameter ကိုရှာဖို့ဆိုရင်သူ့ရဲ့ length နဲ့ width နဲ့မြောက်ပေါင်းပြီးတော့2နဲ့မြောက်ဆိုတဲ့ equation လေးကိုမှတ်ထားရင်တော့ကလေးတို့တော့ပုံမြန်နိုင်မယ်အဲ့တော့ length နဲ့ width နဲ့ပေါင်းပြီးတော့2နဲ့မြောက်လိုက်တယ်ဆိုရင် length နဲ့ width နဲ့ပေါင်းတာ2 plus 1ဆို4ဆို8 cm ဒါဆိုရင်ဒီချေတို့က48 rectangle ရဲ့ဘာကိုလိုချင်တာလဲဆိုရင် parameter ကိုလိုချင်တော့ rectangle တစ်ခုရဲ့ parameter တန်ဖိုးကို48နဲ့ multiply လုပ်လိုက်တယ် okay ဒီချေတို့လိုချင်တာ different in parameter ဒီချေတို့ကဘာလိုချင်တာလဲဆိုရင် parameter ကို different လိုချင်တယ်ဟုတ်ပြီအဲ့ parameter different ရှာဖို့အတွက်ဆိုရင်ဒီချေကဘာလုပ်ရမှာလဲဆိုရင်48 rectangle ရဲ့ parameter တွေကနေပြီးတော့ square ရဲ့ parameter ကိုနှုတ်ပေးမှာဖြစ်တဲ့အတွက်48 rectangle က384 square ရဲ့ parameter 48ဆိုရင်နှုတ်လိုက်တယ်ဒီချေတို့336ရတယ်အဲ့ဆိုရင်နော်ဒီချေတို့ကသူ့ရဲ့ answer ကဘယ်လောက်ရလဲ336 cm ရပါတယ်โอเคအခုဒီချက်တွဲပြတဲ့ပုံစံလေးကလေးတို့အတွက်အဆင်ပြေမယ်လို့ထင်ပါတယ်ဒီချက်တို့ဒီsquare တွေကိုဖန်တီးရပေါ့နော်ပုံတွေကိုဖန်တီးရ 2D shape တွေမှာဆိုရင် area မပြောင်းလဲဘူး area တူတယ်ဆိုတဲ့သဘောတရားလေးမှတ်ထားရင်ပုံစံကိုဘယ်လိုလေးတွေပဲမိကုန်းလေးတွေပြောင်းကလေးတို့အတွက်အဆင်ပြေနိုင်မယ်လို့မြင်တတ်ပါတယ်ရှင်